ပြင်မချေအောင်နဲ့လာရောင်တွေပြချဲစေအမြင်မလုံးမတို့မလင်းနိုင်နဲ့ရင်ဝင်မပူနေတဲ့ကောင်းတွေရဲ့ရှုံထွေးစေလုံးမလုံးကတဲ့ပုံစံရဲ့ဘာလို့မလို့စပ်ပြင်းနိုင်မယ်အပြေမကိုမြန်ဆုံးသိချင်ခဲ့တချင်လိုက်ကောင်းရင်မယ်စီချမ်းမရင်တော့တယ်ရောက်တရားပြောင်းလဲသွားတဲ့အချင်နာမင်းရဲ့ချစ်တွေကိုပြန်ယူကသိထားလိုက်တော့ဘဝရဲ့ချိုးခွေများတဲ့ငါတွေကြောက်ရွှင်စရာမရှိတော့လို့စင်လဲကောက်ချစ်တတ်တဲ့ဒီလိုညာနာဆုံးမရမှာပြောနေတဲ့သူက